နေ့စဉ်အသုံးစရိတ်ကိုတွက်ချက်ပါပတ်စံမစုနိုင်ကိုညီးမိလို့နေ့စဉ်အသုံးစရိတ်တွေလစဉ်အသုံးစရိတ်တွေကိုစည်ရင်းလုပ်ထားလေဆိုပြီးပြောလာရင်ကျွန်တော်အញ្ញမ်းလတ်နေခင်ဗျဘာလို့လဲဆိုတော့ကိုယ့်အကြောင်းကိုသိတယ်လေဗျမစင်မချင်းလွင်လို့သလိုသုံးပစ်တတ်တဲ့အချင်းရှိလာကိုဗျအဲ့ဒါကြောင့်တွဲရမှာကိုတော့ကြောက်မိတာပါဗျဒါမဲ့လေတကယ်တွက်ကြည့်တော့အတော်လေးအသုံးဝင်တယ်ခင်ဗျတနေ့ကိုဘလောက်သုံးလဲဒီတစ်ပတ်ပတ်စံဘလောက်ကုန်သွားလဲလာစင်ဘလောက်ကုန်နေလဲဆိုတာတွေကိုကိန်းကနအတိအကျနဲ့မြင်နေရတဲ့အခါတော်ယုံနဲ့လဲပတ်စံသုံးခြင်းစိတ်မရှိတော့ဘူးချွေတာခြင်းစိတ်လက်ပူများလာတယ်စင်ချင်းလဲနေတတ်လာတယ်အဲ့ဒီတော့ငွေပိုလေးတွေထွက်လာတယ်ပေါ့ဒါကပတ်စံစူးဖို့တဲ့အရန်ကိုအသုံးဝင်တယ်လို့ပတ်စံမစူးဖြစ်ဘူးဆိုရင်တောင်တေချာပေါက်လုတ်ကြည့်တဲ့အရာပါမိမိရဲ့ငွေကြေးကိုစီမံခန့်ခွဲနိုင်ခြင်းကအရန်အရေးကြီးတာကြောင့်ဝင်ငွေထွက်ငွေနေ့စဉ်စည်ရင်လုပ်ထားပါတနေ့သုံးလိုက်တဲ့အသေးအမွှားလေးကအစအကုန်လုံးမှတ်ထားပါဒါဆိုရင်အသုံးစရိတ်လည်းချွေတာမိတယ်လို့ငွေလည်းပိုစုမိစေပါလိမ့်မယ်မိတ်ဆွေကြည့်ရှုအားပေးကြတဲ့သူတိုင်းကိုအထူးကျေးဇူးတင်ပါတယ် like share follow လေးလုပ်ပေးသွားကြပါဦးနော်